ဝေဒနာခံစားနေရတဲ့မိခင်အပေါ်မှာအရွယ်နဲ့မမျှအောင်ထိတက်လွန်လို့ချီးကျူးခံနေရတဲ့မန္တလာမြေကသမီးလေးဒီသမီးလေးကတော့အသက်အရွယ်လေးနဲ့မမျှအောင်မိခင်နဲ့ပတ်သက်လို့ဝန်တော့ဝန်ပိုးတစ်ခုကိုထဲနေရှာပါတယ်သမီးလေးကငယ်ငယ်ကလေးကတည်းဖခင်ဖြစ်သူဟာနောက်အိမ်တော်ဖြူကသူတို့သားအမိကိုစွန့်ပစ်ထားခြင်းခံခဲ့ရတာဖြစ်ပါတယ်အမိတစ်ခုသမီးတစ်ခုဘဝမှာမိခင်ဖြစ်သူကဝေဒနာခံစားနေရရှာကအိပ်ရတဲ့ဘုံဘုံလဲနေတာကြောင့်သမီးလေးအနေနဲ့ရှေ့ဆက်ဖို့အကြက်ရိုက်နေခဲ့တာပါအမေသာတခုခုဖြစ်သွားခဲ့ရင်သူမတယောက်တည်းလောကကြီးရဲ့လေကြံခေမာကိုတွေးပြီးကြောက်နေခဲ့ရှာတာပါအဲဒါကြောင့်မိခင်ဖြစ်သူကိုကယ်တင်ဖို့အတွက်ပရာဟိတကိုဖြိုးစီမှာအကူအညီတောင်းခံဖို့အသေးအတန်စူးစမ်းနေခဲ့တာပါကိုဖြိုးနဲ့လည်းကြားထဲမှာအဆက်အသွယ်မရပဲအချိန်တစ်ခုထိကြာနေခဲ့တာဖြစ်ပါတယ်ယခုမှသာကိုဖြိုးသေးတဲ့ဘုံကြီးเจ้าနဲ့ဆက်ဆက်မိကသမီးလေးတို့နဲ့တွေ့ခဲ့တာဖြစ်ပါတယ်သမီးလေးတို့နဲ့တွေ့ဆုံချိန်မှာတော့မိခင်ဖြစ်သူဟာအစာတောင်မဝင်တော့ပဲအရေးပဲတောက်နိုင်တော့တဲ့အခြေအနေတစ်ခုကိုရောက်နေခဲ့တော့တာပါကိုဖြိုးကလည်းဖြီတွင်းဖြီပါကုသိုလ်ရှင်ဒီကြောင့်အလူငွေပင်း30ကျော်ကိုလူဒန်းပေးနိုင်ခဲ့ပါတယ်အောင်ဆန်းဘူးစန်းရီမိုးတို့ကိုသိန်းရချီစူးချန်နေသူတွေကိုလည်းယခုလိုတကယ်အကူအညီလိုအပ်နေသူလေးတွေကိုအဲ့ဒီငွေတွေကူညီတဲ့ကြောင့်အားလုံးကထောက်ပြပေးနေကြတာဖြစ်ပါတယ်မြန်မာပြည်မှာကမယောင်ရာစီလူးချင်ကြတဲ့အဖေ့ဖြက်တွေကများနေကြပြီးပွဲကပွဲလက်မှတ်ခတ်သိန်းသိန်းဆိုထွက်တတ်ကြပြီးတကယ်လိုအပ်တဲ့နေရာတွေကိုပို့ချမွဲသွားတတ်ကြတာကလည်းစောင့်တလွဲလောကြီးကြီးတစ်ခုလိုဖြစ်နေခဲ့တာပါဒီသမီးလေးအထက်ကမှာဆိုလျင်လေသူမတို့ရတဲ့အလူငွေလေးတွေဟာဇက်မင်းသားတွေစူးချန်ငွေရဲ့အစွန်းထွက်လောက်တာရှိတာလို့ဆိုရမှာပါသမီးလေးအနေနဲ့အသက်အရွယ်လေးကငယ်သေးပေနဲ့မိခင်ကျမ်းမာရေးကောင်းမွန်လာစေဖို့လူကြီးတယောက်လိုယုံကန်နေခဲ့တာပါပရာဟိတကိုဖြိုးဟာသမီးလေးတို့ကိုတသက်စာဖူလုံဖို့ထက်ထီကိုစက်နိုင်တဲ့လောက်ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်သမီးလေးဟာကိုဖြိုးနဲ့ယူချင်းအတော်ဆင်ဖူတာကြောင့်လေကိုဖြိုးရဲ့သမီးလေးဆိုယုံတယ်ဆိုပြီးပရိသတ်တွေကထောက်ပြနေကြသေးတာပါယခုလိုခက်ခဲနေတဲ့သမီးလေးတို့ကိုကူညီပေးတဲ့ကိုဖြိုးကိုလည်းအားလုံးကဝိုင်းကျေးဇူးတင်နေကြတာဖြစ်ပါတယ်သမီးလေးတို့ကမိခင်ဈေးကူဖို့တဲ့ကိုလည်းမုံရွာမျိုးကနေဆိုင်ကယ်လေးရောင်းပြီးမန်းလီကိုတက်လာခဲ့ကြတာဖြစ်ပါတယ်ဆိုင်ကယ်လေးရောင်းတာမပညာထည့်ပြီးအဆောင်ငါးခစားခတောက်ခတဲ့ကြောင့်ဈေးကူးစရိတ်က3သိန်းလောက်ပဲကျန်တော့တာဖြစ်ပါတယ်အဲ့ဒါကြောင့်စေယုံတက်ကူးတနိုင်ဖို့ကိုဖြိုးက2သိန်းလူတန်းပေးခဲ့တာပါအဲ့ဒီနောက်ပိုင်းကိုဖြိုးနဲ့အဆက်သွယ်ခဏဖြစ်သွားခဲ့ပြီးယခုမှသာပြန်လည်ချိတ်ဆက်မိခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာမိခင်ဖြစ်သူဟာအစားအစာတွေမစားနိုင်တော့ပဲအရေးလောက်ပဲတောက်နိုင်တော့တဲ့အခြေအနေတစ်ခုကိုရောက်သွားခဲ့တာပါသမီးလေးအနေနဲ့လည်းခလေးပြီးလမ်းမှာစားချင်တာတွေတွေ့ရင်တောင်မိခင်စေဖို့မလောက်မှကြောင်းမငင်းချင်းရောင်ဆောင်ကလျှက်ထွက်ပြလာခဲ့ရရှာတယ်လို့ဆိုပါတယ်အဖေဖြစ်သူဟာလည်းသူမကိုစွန့်ပစ်ထားခဲ့တယ်လို့မိခင်ဖြစ်သူကပါနောက်တစ်ချိန်ထားခဲ့မှကိုသူ့အနေနဲ့ကြောက်နေခဲ့ကြတာပါအဲဒါကြောင့်အရွယ်လေးနဲ့မလိုက်အောင်မိခင်ကုသစီကွက်အတန်းတန်ယုံကန်နေခဲ့ကြတာပါဒီလိုသမီးမျိုးလေးပိုင်ဆိုင်ထားတဲ့မိခင်အနေနဲ့လည်းကမ္မပေါင်းမှာအလွန်ကန်ကောင်းတဲ့မိခင်တယောက်ဖြစ်ပါတယ်ဒီအရွယ်လေးဟာတခြားကလေးတွေနည်းတူလမ်းမပေါ်မှာစော်ကစားကျောင်းမှာအတန်းပညာတွေသင်ယူရနေရမှာဖြစ်ပေမဲ့သမီးလေးအနေနဲ့ဘဝပေးအခြေအနေကြောင့်ဘာတစ်ခုမှလောက်ခွင့်မရနေရှာပါဘူး